န်ဆောင်ပြီးတေချင်းရောင်ဆောင်နေပြန်ပြီးမင်းညကလောင်းစားလို့တုန်းကတော့တက်ကြနေတာပဲမဟုတ်လားပိုက်ဆံရှုံးတော့ဒူးထောက်နေရဲ့အဒူးပြုတ်ထွက်မတက်ဒူးထောက်နေလဲပိုက်ဆံကထွက်လာမှာမဟုတ်ဘူးဒါပဲနေရလဲငါစားဖို့ချောင်းနောက်ဖေးကိုတောင်ထဲမှာဟင်းခတ်အမွေးကြိုင်တွေစရင်စစ်နေတာမဟုတ်ဘူးလားတူငွေ800တက်တေအထင်အရှားရှိတယ်လက်ပွေရလဲဒီမှာရှိသေးတယ်3ရက်အလွန်ဆုံး3ရက်ပဲအချိန်ပေးမယ်မဆက်နိုင်ရင်တော့ဒီအိမ်နဲ့ကြံကိုစိုးမင်းတို့အကျွေးအတွက်တင်ရလိမ့်မယ်ငွေ800စိုးမင်းအိမ်နဲ့ကြံအသက်29နှစ်ရွှေတောင်ကျေးရွာကပုတ်ဆက်နေတဲ့လောင်းကစားသမားနာကသူ့ခန္ဓာကိုယ်ထဲရောက်သွားတာပါလားစိတ်တက်ဆမလို့ပဲဒူးထောက်မနေစမ်းပါနဲ့သူ့ကိုစကားတွေအရေးထူပြီးပြောမနေနဲ့3ရက်ဆိုတာတော့များလုံးတယ်ကြော်စွာမင်းဝင်မရှုပ်စမ်းပါနဲ့ငါဒီနေ့အကျွေးလာတောင်းတာသူရဆိုတဲ့ကောင်ကြောင့်မင်းလည်းအတိပဲမဟုတ်လားဗက်ဆက်ကတော့ပိုက်ဆံပြန်ဆက်မယ်ပြောပြီးလှည့်ထွက်သွားတာနဲ့အိုးဖုံးပါရောင်းပြီးလောင်းကစားလုံးမဲ့ကောင်သူတို့အိမ်အောင်စုရဲ့တိတ်ခါကိုသူပဲဖျက်ဆီးပစ်တာမေသူသူ့နောက်လိုက်သွားတာတကယ်ကို80မြောက်ထိကန်ဆိုးတာပဲဒါမေသူလေပြီးတော့တမီးလေးတမီးဒီခန္ဓာကိုပိုင်ရှင်ပေးဆက်ရမယ့်အကျွေးတွေကငွေ800မကဘူးမေသူညီမလေးနင်ကငယ်ပါသေးတယ်ဒီလိုရှွန့်ုံကောင်နဲ့တသက်လုံးပုတ်တိုးမခံပါနဲ့တမီးလေးတောင်ကိုဘူးလို့ဖျားနေပြီအကိုနဲ့အတူမိဘအိမ်ကိုအမြန်ပြန်လိုက်ခဲ့ပါမိဘတွေဘက်ကိုအကိုပြောပေးပါမယ်အိမ်နဲ့ကြံကိစ္စကတော့သူရတို့မိသားစုပစ္စည်းလို့ပြောရမှာပေါ့နင်ကအပြင်လူမိမ့်မတယောက်ကလေးတယောက်နဲ့ထိမ့်သိမ်းထားနိုင်မှာမဟုတ်ဘူးအကိုကိုပဲကူညီပြီးစီစဉ်ခွင့်ပေးလိုက်ပါတမီးလေးစေးကူဖို့ပိုက်ဆံနည်းနည်းလောက်ထွက်လာသေးတာပေါ့အကြားတယ်မဟုတ်လားမေသူကိုကူညီမယ်ဆိုပြီးတကယ်တော့အဲ့ဒီအိမ်နဲ့ကြံကိုလိုချင်လို့လာတာဟုတ်တာပေါ့သူရတို့ခြံကလမ်းစုံနဲ့ကပ်နေတာလေသူ့လက်ထဲသာရောက်သွားရင်ချက်ချင်းပြန်ရောင်းပြီးဈေးကောင်းရမှာသူကပုံမှန်ဆိုညီအကိုလိုပေါင်းနေပြီအရေးကြုံလာတော့အပြင်လူတွေထက်တောင်ရက်ဆက်သေးတယ်တူမင်းစကားတစ်ခုလောက်တော့ပြောပါဦးအဒူးထောက်ပြီးအအောင်လုပ်နေရင်ပိုက်ဆံပြန်ဆက်เสียရမလို့တော့ဘူးလားအခုချိန်မှာငါပြောင်းလဲသွားပြီလို့ပြောရင်ဘယ်သူမှယုံမှာမဟုတ်ဘူးလောင်းကစားသမားတယောက်နောင်တရတယ်လို့စကားရာကနန်းပြောတာထက်ပိုက်ဆံတစ်ချက်ထုတ်ပြလိုက်တာကပိုးလက်တွေ့ကြတယ်စာချုပ်ကိုငါ့ကိုပြပါဦးဘာလဲပိုက်ဆံလက်ပတ်ပြီးမဆက်ချင်တာလားကြည့်မယ်အရင်ငွေ800ငါဝန်ခံတယ်အဒီနေ့တော့လူဆန်သေးတာပဲဝန်ခံရင်ပိုက်ဆံပေးလေ3ရက်ကြာရင်ပေးမယ်3ရက်အတွင်းငွေ800သူကဓာပြတိုက်မလို့လားသူယုံနဲ့များစိတ်ကမ်းမှာအထုတ်ထမ်းဖို့တောင်ဘသူမှငားမှာမဟုတ်ဘူး3ရက်ကြာလို့ပိုက်ဆံမပေးနိုင်ရင်အိမ်နဲ့ကြံကိုစီကံတိုင်းသိမ့်မယ်မျက်နှာပြက်တယ်လို့မပြောနဲ့သူမင်းဘာလို့သဘောတူလိုက်တာလဲမေသူဒီအိမ်နဲ့ကြံကမိဘတွေခြံထားခဲ့တဲ့နောက်ဆုံးပစ္စည်းလေးပါမင်းပိုက်ဆံတွေရှုံးခဲ့တာမလောက်သေးလို့အခုငါတို့သားမီးရဲ့နောက်ဆုံးအားကိုးကိုပါပေးလိုက်တော့မလို့လားအဒီတစ်ခေါက်တော့အဲ့လိုမဟုတ်ပါဘူးအိမ်မှာကြံတဲ့နောက်ဆုံးပိုက်ဆံကိုတမီးလေးဆေးဝယ်ဖို့ငါပေးမယ်မင်းသာလောင်းကစားလုပ်ဖို့စိတ်ကူးနေသေးရင်ငါအခုပဲတမီးလေးကိုခေါ်ပြီးမိဘအိမ်ပြန်မယ်ဘယ်တော့မှပြန်မလာတော့ဘူးငါလောင်းကစားမလုပ်တော့ပါဘူးအကြားတယ်မဟုတ်လားသူကလောင်းကစားမလုပ်တော့ဘူးတဲ့နေတောင်ဘက်ကထွက်လာပြီးနဲ့တူတယ်အကိုတန်းဝင်းစားဒီဝက်ကလေးစားတွေကိုဘယ်လိုလုပ်မှာလဲအနန့်ကအရန်နန်တာပဲညောင်းရဲသွားလွင်ပြစ်လိုက်ဝက်ဆုပ်ကိုတော့ခွေးကြီးဖို့ထားလိုက်ဝက်ဥချိုကိုတော့ယူကျင်တဲ့သူယူပါစေဘာပဲဖြစ်ဖြစ်ငါတော့ဆေးမှာမဟုတ်ဘူးအခုချိန်မှာဒီပုတ်တွေကိုဘသူကစားတော့မှာလဲတနေကုန်ဆေးနေလဲအနန့်ဆိုးကကြံနေတော့မယ်စီနဲ့အမွှေးကြိုင်တွေတောင်နှမျောစရာကောင်းတယ်ဆိုင်ရှင်ဝက်ဥဝက်ခေါင်များများပေးပါဝက်ခေါင်းသားလဲပေါင်ဝက်လောက်လီးပေးပါအဒီပေါင်းထားတဲ့အသားကအရန်မွေးတာပဲနောက်ကြရင်ကုံသွားလိမ့်မယ်သူတို့မျက်လုံးထဲမှာတော့ဒါတွေကအနန့်ဆိုးတဲ့အပုတ်တိုးတွေပဲပစ္စည်းတွေကိုတန့်ရှင်းအောင်ဆေးလိုက်ရင်တော့အရသာရှိတဲ့ပေါင်းသားတွေချစ်လာမှာပါသူရကြမင်းဘာလို့မလို့လဲဒါတွေအားလုံးပါစေလဲမင်းဒီပစ္စည်းတွေကိုလိုချင်လို့လားလိုချင်တယ်သူရကြမင်းဘာတွေလုပ်ချင်နေပြန်တာလဲတမီးလေးဆေးဝယ်ဖို့ပိုက်ဆံကိုတော့မင်းသိမ်းထားပါငါမသုံးပါဘူးဈေးတစ်ခုပြောပါရတာပေါ့မင်းအဆက်ကွဲချင်တယ်ဆိုရင်တော့ငါကူညီပေးရတာပေါ့3ချက်ပေးတက်စလောက်လုံးယူသွားတပြားမှဈေးလျှော့မပေးဘူးအကိုတန်းဝင်းမင်းလူပါဝါလုံးနေပြီအဒီအနက်နန်တဲ့ပစ္စည်းကိုအလာကားပေးရင်တောင်ဘသူမှမယူကြဘူးသူရကတော်တယ်မဟုတ်လားငွေ800ကိုတောင်3ရက်နဲ့ဆက်မယ်လို့ရဲရဲပြောဝန့်တာ3ချက်ဆိုတာဘာဆန်းလို့လဲသူတမီးလေးကကိုဘူးလို့ဖျားနေတော့မယ်မင်းကဒီအနက်နန်တဲ့ပစ္စည်းတွေကိုဝယ်ချင်နေသေးတယ်မင်းကကိုဘလောက်ထိအဆက်ကွဲအောင်လုပ်ဦးမှာလဲမေသူအခုချိန်မှာငါဘာပဲပြောပြောမင်းယုံမှာမဟုတ်ဘူးဆိုတာငါသိပါတယ်ငါကိုအယူတယောက်လို့ပဲတတ်မှတ်လိုက်ပါအဒီ3ချက်ကိုငါကိုခံငားတယ်လို့ပဲသဘောထားပါအဒီကလေးစားစလောက်ပဲဝယ်မှာပါတမီးလေးရဲ့ဆေးဘိုးကိုမထိပါဘူး3ရက်ကြာလို့ငါငွေ800မဆက်နိုင်ရင်တမီးလေးကိုခေါ်ပြီးထွက်သွားပါငါလုံးဝတားမှာမဟုတ်ဘူးအဒါနောက်ဆုံးချိန်ပဲငါကတိပေးပါတယ်3ချက်ပေးပြီးယူသွားတော့သူမင်းသာဒီပစ္စည်းကိုတကယ်ရောင်းထုတ်နိုင်ရင်ငါနောက်ဆိုမင်းကိုသူထေးကြီးသူရလို့ခေါ်မယ်ဒါဆိုလဲကြိုလေးကျင်ထားပေါ့မတော်လို့ငါတို့သူထေးကြီးသူရဝက်ဥတွေနဲ့တကယ်ချမ်းသာသွားရင်ဘယ်လိုလုပ်မလဲအမလေးအဒီအနန့်ကိုခွေးတောင်ကြောက်တယ်3ရက်ကြာရင်ငွေ800ကိုငါပြန်ဆက်မယ်အိမ်နဲ့ကြံကိုဆုံးရှုံးမခံဘူးမင်းနဲ့တမီးလေးလည်းထွက်သွားစရာမလိုဘူးသူမင်းဒီနေ့ပြောတဲ့စကားကိုမှတ်ထားတာအကောင်းဆုံးပဲငါမှတ်ထားပါတယ်သူတို့မြင်တာကတော့အနက်နန်တဲ့ကလေးစားတွေပဲငါမြင်တာကတော့ငါရဲ့ဘဝပဲဒါဟာဒီဘဝမှာပြန်ထူထောင်ရမယ့်ပထမဆုံးပေါင်းအိုးပဲလောင်းကစားမှာရှုံးသွားတော့အစားလည်းမရွေးတော့ဘူးပေါ့ဒူးမဆဲဘူးမဆဲတာကဆဲတာထက်တောင်ပိုခံရခက်တယ်အိမ်ထဲကိုမဝင်နဲ့မင်းအဆက်ကွဲချင်ရင်ကြအပြင်မှာပဲကွယ်ဒီနက်နန်တဲ့ပစ္စည်းတွေကိုမိဖို့ချောင်နဲ့မယူလာခဲ့နဲ့တမီးလေးဖျားနေတော့မယ်အိမ်ထဲမဝင်ပါဘူး
အဝိုင်းထဲမှာပဲပြင်ဆင်ပါမယ်မင်းဘာလုပ်နေတာလဲတွေးရည်တွေကိုနေရာတကာစီးမထွက်စေချင်လို့ပါသူရကမင်းပဲချိန်ထိတောင်းကျနေဦးမှာလဲအနက်မနန်တော့တဲ့အထိလုံးမှာပါမွေးလာတဲ့အထိပေါင်းမှာပါဝက်ဦးကအနက်မနန်ပဲမွေးနိုင်ပါမလားမင်းပါဆက်ကတော့လိန်နာအတော်ဆုံးပဲငါသွားလိုက်ဦးမယ်မေသူနင်စိတ်တဆမလို့ကူညီတာမဟုတ်ပါဘူးရေရင်းဘေးကိုညစ်ပတ်သွားမှကြောက်လို့ပါသူမင်းအခုတားတက်သမားကြီးပြောင်းလို့နေတာလားဒေါ်လေးဝမ်ကြငါ့ကိုပြာနေနေလောက်ငါပါဘူးညာကြရင်ထင်းပြန်ပေးပါမယ်အိုးပစ္စည်းပြန်ပေးရမှန်းလဲသိတယ်ပေါ့တက်ရှင်းအောင်မစေးနိုင်ရင်ငါ့ကိုမပြစ်နဲ့နော်ငါတို့အိမ်ကပြာတွေမကောင်းဘူးလို့တော့မပြောနဲ့ကျေးဇူးပါဒေါ်လေးဝမ်ညာကြရင်ထင်းလာဖို့ပေးပါမယ်သူကကျေးဇူးပါလို့တောင်ပြောတတ်သေးတယ်အရန်အနက်မနန်တော့တလို့ပဲမင်းဘယ်ကတင်လာတာလဲအရင်တုန်းကလူတွေလောက်တာမြင်ဘူးလို့ပါဝက်ဆုပ်ကိုဒီလိုဆေးလို့ရသေးတာလားသွေးဖက်တွေကိုအကုန်မီးထုတ်ရင်ချက်လိုက်ရင်မကောင်းဘူးပိုက်ဆံဘလောက်ကြံသေးလဲမင်းဘာလုပ်ချင်နေပြန်တာလဲအကျန်းစားကြကြုံမှုငင်းရုပ်သီးစီယာဂျုံမှုမင်းစားစရာတွေနဲ့ဝက်ဦးကိုဆေးမလို့လားတက်ရှင်းအောင်ဆေးမရောင်းလို့ရမှာလေသုံးချက်ကိုတန်းဝင်းထန်ပေးလိုက်တယ်သမီးလေးဆေးဖို့ခြံထားလိုက်တော့ခုနှစ်ပြားပဲကြံတော့တယ်ရပါတယ်သူဒါနောက်ဆုံးကြံတဲ့ပိုက်ဆံတော့ကလေးလေးကြအကျန်းစားနှစ်ပြားဖို့ဂျုံမှုနှစ်ပြားဖို့ကြငင်းရုပ်သီးတစ်ပြားဖို့ဇီယာတစ်ပြားဖို့မိချစ်တစ်ပြားဖို့ကြကြံတာမင်းယူလိုက်ငါ့ကိုပြစ်ပေးခိုင်းဖို့ပေးတင်တာပေးရမှာပေါ့ပေးတင်တာကိုပေးရမယ်အကျွေးမကြံရဘူးဦးလေးသူအဒါတကယ်စားလို့ရတာလားတက်ရှင်းအောင်ဆေးလိုက်ရင်စားလို့ရတယ်ကောင်းကောင်းလုပ်ရင်ပိုက်ဆံတောင်ရနိုင်သေးတယ်မင်းအရင်တုန်းကပန်းကန်တောင်မဆေးခဲ့ဘူးမဟုတ်လားနောက်ဆိုဆေးပါမယ်ဒါတွေကိုအတူတူမပြုတ်ဘူးလားဝက်ဦးကမာသွားမှကြောက်ရတယ်ဝက်ဆုပ်ကကြက်သွားမှကြောက်ရတယ်ဝက်ခေါင်းသားကိုတော့အရင်ဆုံးကြက်အောင်ပြုတ်ရမယ်ဝက်ကလီစာမှာဒီလောက်စီကန်းတွေများတာလားဗက်ဆက်ထဲထည့်စားမဲ့ပစ္စည်းမှန်သမျှစီကန်းရှိရတယ်ဘဲငါးပြီးအနှံ့ကနင်းနေချင်နေတယ်အခုချိန်မှာပြင်လို့မရတော့ဘူးသုံးလို့မရရင်စွတ်မသုံးနဲ့တော့အရင်စမ်းကြည့်မယ်စားလို့မရဘူးကြအရသာဆိုတယ်ငါစောစောကလေးကပြောပါတယ်ဘယ်လွယ်တကူရမလဲမယောင်းရရင်လည်းထားလိုက်တော့ထင်းတွေထပ်မထည့်ပါနဲ့တော့မင်းဘာလုပ်ချင်နေပြန်တာလဲမကောင်းတာကိုမသိချင်အောင်ဆောင်ပြီးစွတ်မယောင်းရဘူးမင်းလူတွေကိုလိမ်မယောင်းပါဘူးအဒီနေ့တအိုးလိမ်လိုက်ရင်မနှက်ဖြန်ဈေးတစ်ခုံးလုံးငါတူရကိုမှတ်မိသွားလိမ့်မယ်ရောင်းတဲ့ပစ္စည်းကအနက်လဲနံနဲ့ခါလဲခါတယ်ဆိုပြီးတော့ဝက်ခေါင်းသားအရင်ထည့်မယ်ဝက်စုံနောက်မှထည့်မယ်ဝက်ဦးကိုအနောက်ဆုံးမှထည့်မယ်မင်းကတကယ်လုတ်တက်တဲ့ပုံပေါက်နေတာပဲပထမတအိုးတော့ကြာရှုံသွားပြီဒါပေမဲ့စိတ်တက်ကြလို့မဖြစ်ဘူးအဒီခေတ်ကြီးထဲမှာ3ရက်အတွင်းငွေ800ဆိုတာကောင်းကင်ကိုတက်ရတယ်လို့ခက်ခဲတယ်ဒါပေမဲ့ဒီတာအိုးသာအဆင်ပြေသွားရင်လမ်းစာရှိလာလိမ့်မယ်မေသူနင်တို့အိမ်ကအသားတွေပြုတ်နေတာလားကိုဘူးမကြသေးဘူးဘာလို့အပြင်ထွက်လာတာလဲဇာကလေးကိုပေးမစားရဘူးနော်ဝက်ခေါင်းသားပါတန်ရှင်းပါတယ်သူ့ကိုနည်းနည်းပဲမြည်ခိုင်းလိုက်ပါအရသာရှိတယ်သမီးလေးကနေလေစံပြုတ်တောင်မတောက်နိုင်ဘူးအခုတော့စားကျင်စိတ်ရှိနေပြီတော်ပြီအဒီတစ်ခွက်နဲ့တင်ချက်ရတာတန်ပါတယ်ဒါတကယ်ပဲဝက်ကလီစာလားမနှက်ပြန်ရောင်းလို့ရပြီအနည်းနဲ့တော့ထက်ပြင်ရဦးမယ်ထက်ပြင်ရဦးမှာလားပိုပြီးမွေးလာနိုင်သေးတယ်မေသူနင်တို့အိမ်ကဘာတွေချက်နေတာလဲအဒီနန်းကအိမ်ထဲအထိတိုးဝင်လာတာပဲအမေအဖေလုပ်ပေးရဲ့အသားကအယမ်းမွေးတာပဲမနှက်ပြန်ငါမင်းနဲ့အတူဈေးလိုက်ခဲ့မယ်မင်းလိုက်ချင်ရင်လိုက်ခဲ့ပါဇာနင်ကူတာမဟုတ်ပါဘူးငါပိုက်ဆံသိမ်းပေးမယ်ကြာမင်းပိုက်ဆံတွေထက်ဖြုံးမှာစိုးလို့ကောင်းပြီအိုးတော့တူးမသွားစေနဲ့မတူးပါဘူး3ရက်အတွင်းငွေ800ဆက်ဖို့ကခက်နေတော့မှာပဲဒါပေမဲ့သမီးလေးစားကျင်စိတ်ရှိလာပြီမေသူကလည်းငါနဲ့အတူဈေးလိုက်ဖို့သဘောတူပြီအဒီမီးကိုတော့ငါမနဲ့လင်းတဲ့အထိစောင့်ကြည့်ရမယ်အဒီလောက်ပဲရှိတာလားပထမဆုံးနေ့အတွက်အဒါလုံလောက်ပါတယ်မယောင်းရရင်ရောဒါဆိုလဲသူတို့ကိုအရင်မီးခိုင်းတာပေါ့အလားကားပေးမယ်ပထမတစ်လုံးမမြည်ရရင်ဘသူမှဒုတိယတစ်လုံးဝယ်ရဲမှာမဟုတ်ဘူးအသားကိုရောင်းတော့မှာလားဘသူအိမ်ကဒီလောက်စောစောအသားချက်နေတာလဲအသားနဲ့မှမဟုတ်တာနားနာခေါင်းရဲတော့ပေါင်းထားတဲ့အနံ့ရနေတာပဲခဏလောက်နားကျင်လားမနာတော့ပါဘူးဘာလို့အားတင်းနေတာလဲမနဲ့ပြန်ထန်းထန်းသွားဦးမှာမဟုတ်လားငါမင်းကိုတနာလို့မဟုတ်ပါဘူးလမ်းခုလက်မှာပစ္စည်းတွေမောက်ကျသွားမှာကြောက်လို့ပါဘာရဲတာလဲဘာမှမဟုတ်ပါဘူး